ကျွန်တော်တို့ငယ်ငယ်ကနေတိုင်းဒီပါကြားနေကြစကားတခွန်းရှိပါတယ်မမီလားမသိဘူးနေအဲ့ဒီဖုန်းကြီးပဲပွင့်နေဂိမ်းတိုင်းစောနေအဲ့ဒီဂိမ်းကနင်းကိုထမင်းကျွေးမှလာတယ်အဲ့ဒီတော့ကကျွန်တော်တို့ကသာဟုတ်ကဲ့အမေဂိမ်းကထမင်းကျွေးမှပါရင်းတောင်ပါအောင်မလို့ပြန်ပြောခဲ့ရင်အခုလောက်ဆိုနရင်အုတ်ခန့်ရလို့ပါတောင်ရွယ်နေလောက်ပြီဒါမဲ့ခေတ်ကာလကပြောင်းသွားပါပြီအရင်ကမိဘတွေမြင်တာဂိမ်းစောတယ်ဆိုတာအချိန်ဖြုံးတာမျက်လုံးပြက်တာစာမလုပ်တာဒီလောက်ပါပဲဒါပေမဲ့အခု2024-2025ဘက်မှာဂိမ်းစောတယ်ဆိုတာအသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လာပါပြီဒါမဲ့နေပါအောင်ဒါတော့ဂိမ်းစောပြီးတတိဖြစ်တော့မယ်ဆိုပြီးကြောင်းထွက်ဖို့တော့မစင်စားပါနဲ့အောင်ဂိမ်းစောပြီးပတ်စံစားတယ်ဆိုတာဖုန်းတစ်လုံးရှိရုံနဲ့ချက်ချင်းကြီးဒေါ်လာမှုတွေရွာချလာမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့ဂိမ်းစောရင်ဘယ်လိုနည်းလမ်းနဲ့ဝင်ငွေရှာလို့ရမလဲစထရီမာလုပ်မလားပရိုပလီယာလုပ်မလားဒါမှမဟုတ်အိုက်တန်လေးတွေရောင်းစားမလားစတဲ့နည်းလမ်းပေါင်းစုံကိုကျွန်တော်ကပုံမြင်လေးပြောပြသလိုပြောပြပေးသွားမှာပါကဲဒါဆိုစလိုက်ကြရအောင်ပါနံပါတ်1စထရီမာတယောက်ဖြစ်လာခြင်းပထမဆုံးနဲ့လူတီအများဆုံးနည်းလမ်းကတော့ဂိမ်းစထရီမီပါပဲမြန်မာနိုင်ငံမှာ Facebook ဂိမ်းမီကတော်တော်လေးတွင်ကျပါတယ်နိုင်ငံတကာမှာတော့ YouTube တို့ Twitch တို့ပေါ့စထရီမာလုပ်မယ်ဆိုရင်မေးခွန်းတစ်ခုမေးမယ်ခင်ဗျားကရုပ်ချိုးလားစတာပါရုပ်ချိုးစရာမလိုပါဘူးစထရီမာတယောက်မှာအဓိကလိုအပ်တာအာဇဝင်းလို့ခေါ်တဲ့ဟာတညံရှုံမှုပါပဲမိတ်ဆွေစဉ်းစားကြည့်ပါဒီဆိုကောင်းတဲ့သူတွေအများကြီးပါပဲ global တော့ဝင်တဲ့သူတွေလည်းအများကြီးပါပဲဒါပေမဲ့လူတွေကဘာလို့တချို့ streamer တွေကိုပဲဆွဆွမြင်မြင်ကြည့်ကြတာလဲအဖြေကတော့ရှင်းပါတယ်သူတို့ကတော်ရှိုးတစ်ခုလိုပဲပြောတယ်ဆိုတဲ့ဟာတလုပ်တယ်လို့ပါဂိမ်းကနိုင်ချင်းမှနိုင်မဲ့အတိုင်းမဲ့ကြည်နေသူကပြောနေရမယ်ပတ်စံဘယ်ကရတယ်လဲဆိုတော့သူတို့မှအဓိကဝင်ငွေလမ်းကြောင်း၃ခုရှိပါတယ်နံပါတ်1စတား donation ပရိသတ်တွေကကိုချစ်လို့ပြီးတဲ့မုံဖို့ပေါ့ဒါပေမဲ့ဒါရဖို့ကကိုကသူတို့ရဲ့နာမည်ခေါ်ပြီးရတာတို့သူတို့မန်လေးတွေဖက်ပြီးရတာတို့လုပ်ရပါတယ်ဥပမာကိုကျော်ကြီးရင်ကျေတရားပြီးလို့ကြီးစုပါဗျာကိုကျော်ကြီးရီးစား10ယောက်ရပါသေးဆိုတာမျိုးပေါ့နံပါတ်2 ADS revenue view တွေများလာလို့ရှိရင် Facebook TikTok YouTube စတာမှ monetization ကနေတစ်ဆင့်ကြော်ညာကနေဝင်ငွေတွေရပါတယ်နံပါတ်3 sponsorship ဒါကတော့အဆင့်မြင့်သွားပါပြီ brand တွေကသူတို့ပစ္စည်းတွေကိုကင်ပြီးတော့လာငားတဲ့အခါကြော်ညာကပတ်ဆက်ရပါတယ် streaming လုပ်တဲ့အခါမှာအဓိကအခက်အခဲတွေကဘာလဲဆိုတော့အစားပိုင်းမှာဘယ်သူမှလာမကြည့်ကြပါဘူးမိတ်ဆွေတယောက်ထိစကားပြောနေရပါလိမ့်မယ်အယူတယောက်လိုပါပဲဟဲ့ရောက်ဝင်လာပြီကွာလို့អော်လိုက်ပြီးမဲ့ကြည်နေတာကကိုအကောင့်တူရဲ့ကိုညမအကောင့်ရဲ့နှစ်ကောင်ပဲရှိခြင်းရှိမယ်အဲ့လိုအချိန်တွေကိုဖြတ်ကျော်နိုင်မှ streamer ဖြစ်လာမှာပါနံပါတ်2 pro player နဲ့ e-sport လောကနောက်တစ်နည်းကတော့တကယ် pro player လောက်တာပါဒါကတော့ဟာတိုင်းလို့မရတော့ပါဘူးဒါကတကယ်အားကစားသမားတယောက်တူပါပဲမနဲ့မိုးလင်းတဲ့နဲ့လေးကျင်မဲ့မြေပုံတွေကြည့်မဲ့ဟီးရိုးတွေမဟာဗျူဟာတွေကိုအလွတ်ရနေကြပါမယ်မိုဘိုင်းလီချင်ပဲဖြစ်ဖြစ်ပက်ကြီးပဲဖြစ်ဖြစ်ဒိုတာတူပဲဖြစ်ဖြစ်ပြိုင်ပွဲတွေမှာစူကြီးတွေကသိန်းရာကြီးသိန်းထောင်ကြီးရှိပါတယ်မြန်မာနိုင်ငံမှာ e-sport အသင်းတွေအများကြီးရှိလာပါပြီသူတို့ကလာစားပြီးခေါ်ထားတာမျိုးတွေရှိပါတယ်ဒါပေမဲ့သတိထားရမှာကပရိုပလီယာဖြစ်ဖို့ဆိုတာဆရာဝန်ဖြစ်ဖို့စာတက်ရတယ်လို့ခက်ခဲပါတယ်သူများတွေအပြောဆော့နေချိန်မှာကိုကအလုပ်တစ်ခုလို့ဆော့နေရမှာပါအမေဆိုတာကိုခံနိုင်ရရှိရပါမယ်မိပြက်တာလိုင်းမကောင်းတာကိုသိခံနိုင်ရပါမယ်ဟုတ်ပါတယ် running ကနေမှမိပြက်တာတို့လိုင်းကျသွားတာမျိုးဆိုရင်ဘဝပြတ်ပါပြီပရိုပလီယာလုပ်မယ်ဆိုရင်အရေးကြီးဆုံးကတီးဝါလို့ခေါ်တဲ့အသင်းအဖွဲ့နဲ့စီကံကောင်းမှုပါပဲတကူကောင်းဆန်ပြီးကြေးတွေလိုက်ယူနေလို့မရပါဘူးအသင်းနိုင်ဖို့ကအဓိကပါနံပါတ်3 content creator တတိယနည်းလမ်းကတော့လွှင့်ရတာရှက်တယ်ဘယ်လိုလဲမဖြစ်နိုင်ဘူးဆိုသူတွေအတွက်ပါဒါကတော့ video editor content creator လောက်တာပါမိတ်ဆွေကဂိမ်းစောနေရင်ရရတဲ့အလွဲလေးတွေဒါမှမဟုတ်တားမိုက်တဲ့ service ရတဲ့အကွက်ကလေးတွေကို screen record ဖန်ထားလိုက်ပါပြီးရင်အဲ့ဒါလေးကိုပြန်ဖြတ်ညက်ကက်လို့နောက်ခံသချင်းမြူးမြူးလေးထက်ဟာတာလေးတွေညက်ပြီးတော့ TikTok YouTube Short နဲ့ Facebook Reel မှာတင်ကြည့်ပါဒီနည်းလမ်းကအခုခေတ်မှာတော်တော်လေးအလုပ်ဖြစ်ပါတယ်လူတွေကနိုင်လောက်လွတ်လွတ်နာကိုကြည့်ဖို့အချိန်မရှိပါဘူးတမိနစ်လောက်ဟာသားလေးတွေကြည့်ရတာပိုကြိုက်ကြပါတယ်ဥမာအမီခိုးလို့ AFK သွားရတဲ့အခိုက်အတန့်များဆိုပြီးဗီဒီယိုလုပ်ကြည့်ပါကြည့်တဲ့သူတေချာပေါက်များမှာပါ view များလာရင် platform တွေကပတ်စံပြီးတဲ့နောက်ပြီးကိုဗီဒီယိုတွေမှာ product လေးတွေကြော်ညာလို့ရပါတယ်ဒီနည်းလမ်းမှာအရေးကြီးဆုံးက editing skill ပါဂိမ်းဆိုတာညရင်တော့ editing ကောင်းနေရင်နာမည်ကြီးနိုင်ပါတယ်ဒါကနုပါဆိုပြီးတော့နူလာကိုပဲကိုယ်တိုင်လှုပ်လိုက်ရင်လူတွေကကိုချင်းစားပြီးကြည့်ကြပါလိမ့်မယ်နံပါတ်4 in-game economy trading and boosting နောက်တစ်နည်းကတော့နည်းနည်းစီးပွားရေးရှာပါတယ်ဂိမ်းတွေကပစ္စည်းတွေရောင်းတာအကောင့်ရောင်းတာ rent တင်ပေးတာပေါ့ MMO RPG ဂိမ်းတွေမှာဆိုရင်
အိုက်တန်ရှာရှာပါပါတွေရှာပြီးပြန်ရောင်းလို့ရပါတယ်နောက်ပြီးကိုကလက်ဆက်ထက်တဲ့ဆိုရင်သူများအကောင့်ကိုပဲဆန်ယူပြီး rent တင်ပြီးလို့ရပါတယ်ပိုင်းလုံးမောင်းတယ်လို့ခေါ်ကြတာပေါ့ဒါပေမဲ့ဒီနီးလမ်းမှာသတိထားရမယ့်အချက်ကြီးကြီးမားမားရှိပါတယ်ဒါကတော့စကန်လို့ခေါ်တဲ့လိမ်လည်မှုပါပဲပတ်စံလွှဲလိုက်ပြီးတော့ဆိုပြီး screen shoot အတူတွေပြတာအကောင့်ပြီးလိုက်ပြီးမှ password ပြောင်းသားတာတွေဒါတွေကနေတိုင်းကြားနေရတာပါအဲဒါကြောင့်ဒီနည်းနဲ့ပတ်စံရှာမယ်ဆိုရင်ကိုယ့်ဘက်က credit ယုံကြည်မှုတည်ဆောက်ထားဖို့လိုသလိုသူများစီကပတ်စံယူရင်လည်းတီချာစီစစ်ဖို့လိုပါတယ်အိမ်ကအမေစီကပတ်စံခိုးပြီးအကောင့်ဝဲမဲ့ကလေးတွေနဲ့တွေ့ရင်လည်းမယောင်းလိုက်ပါနဲ့ဗျာတနာပါတယ်ညနေကျရင်သူတို့အမိရိုက်တာခံနေရမှာပါခိဆိုရင်ပတ်စံရှာတယ်ဆိုတာကြားလို့သာကောင်းတာတကယ်တမ်းကျတော့လွယ်လွယ်လေးမဟုတ်ပါဘူးဇွဲရှိရမယ်စိတ်ရှိရမယ်ပြီးတော့အမြဲတမ်းတည်ယူနေရပါမယ်ကျွန်တော်အကြံပေးချင်တာကမိတ်ဆွေကအကြောင်းသားဆိုရင်စာကိုပြစ်မထားပါနဲ့ဂိမ်းကိုဝါသနာရအချိန်ပိုင်းအနေနဲ့စမ်းလုပ်ကြည့်ပါစထရီမာလုပ်မယ်ဆိုရင်ဒီတိုင်းမစောပဲစကားပြောလေ့ကျင့်ပါဗီဒီယိုတင်မယ်ဆိုရင် attitude လီလာပါဂိမ်းဆိုတာကအပျော်တက်တက်ဖြစ်နိုင်သလိုဝငွေလမ်းကြောင်းလည်းဖြစ်နိုင်ပါတယ်အဓိကကိုကဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါပဲအမေကနေဂိမ်းမဲဆော့နေမှလားလို့မေးရင်ခဏလေးပါမေးရတာကိုးတက်ရိုက်နေလို့ပါလို့ပြန်ပြနိုင်တဲ့တနေ့ရောက်ပါစေလို့ဆုတောင်းပေးပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ပြီးဒီဗီဒီယိုလေးကိုနားထောင်လို့ကောင်းတယ်ဆိုရင် like ပေးခဲ့ကြပါအောင်ဂိမ်းဆိုရင်တတိဖြစ်ရှင်တဲ့ဘော်ရာများလည်း share ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအဆုံးဒီနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်